ရာသီကူးပြောင်းတဲ့ကလေးကျန်းမာရေးအကြောင်းကိုခုဗီဒီယိုလေးမှာပြပြသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ဆရာကတော် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုလိုရာသီကူးပြောင်းမိုးကုံစားကူကာလတွေမှာဆိုရင်မိဘတွေအနေနဲ့ကလေးတွေမကြာခဏဖျားနာတတ်တာကိုသတိထားမိကြလိမ့်မယ်လို့ထင်ပါတယ်။ဒီနေ့မှာတော့ကျမတို့ကဘာကြောင့်ဒီလိုဖြစ်လိရှိတယ်ဆိုတာလေးကိုရှင်းပြသွားမှာပဲဖြစ်ပါတယ်။ရာသီကူးပြောင်းတဲ့အခါမှာအထူးသဖြင့်မိုးရာသီကနေဆောင်းရာသီကိုကူးပြောင်းတဲ့အခါမှာဆိုရင်ကလေးတွေရဲ့ကိုယ်ခန္ဓာကလည်းလိုက်ပြီးတော့ရာသီဥတုပြောင်းလဲတဲ့ဒဏ်ကိုတုံ့ပြန်တတ်ကြပါတယ်။လူတွေမှာဆိုရင် immune system လို့ခေါ်တဲ့ကိုယ့်ရဲ့ကိုယ်ခန္ဓာကိုကာကွယ်ပေးတဲ့စနစ်တစ်ခုရှိပါတယ်။ကလေးတွေမှာဆိုလို့ရှိရင်အဲ့ဒီ immune system ကဖွံ့ဖြိုးဆဲကာလပေါ့နော်။အဲ့ဒါကြောင့်မို့လို့ပတ်ဝန်းကျင်ရဲ့ဆိုထိုင်းစအပူချိန်နဲ့လေထုဖိအားတွေပေါ်လိုက်ပြီးတော့သူတို့ကတုံ့ပြန်တတ်ကြပါတယ်။ဒီလိုရာသီဥတုကူးပြောင်းကာလမှာကလေးတွေအဖြစ်များလိရှိတာကတော့ပထမဆုံးအနေနဲ့ဆိုလို့ရှိရင်အေးမိတာဖျားနာတာနဲ့ရာသီပေါ်တုပ်ကွေးဖြစ်တတ်ကြတယ်။နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ချောင်းဆိုးပြီးတော့လေချောင်းတွေနာတတ်ကြတယ်။ပြီးတော့ဝမ်းပြက်ဝမ်းလျှော်တွေလည်းဖြစ်တတ်ကြတယ်။နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဓာတ်မတည့်တာနဲ့ရင်ကျက်တာစတဲ့အချက်တွေအဖြစ်များကြပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ကမိမိတွေပြောလို့ရှိကြတယ်ပေါ့နော်အပြင်မှာမြောက်ရှုံးအောင်ဆော့တဲ့ကလေးပြီးတော့ညစ်ပတ်ပြီးတူးနေအောင်ဆော့တဲ့ကလေးကပိုပြီးကျန်းမာတယ်လို့ပြောလို့ရှိကြပါတယ်ဒါကိုဆေးပညာရှုထောင့်အရဆိုရင် hygiene hypothesis လို့ခေါ်ပါတယ်ဆိုလိုတာကတော့တဘာဝနဲ့ထိတွေ့ပြီးတော့အပြင်မှာဆော့ကစားကြတဲ့အခါမှာပြင်ပကနေပြီးတော့အနုဇီဝပိုးတွေကထိတွေ့မှုများလာပြီးတော့ကလေးတွေရဲ့ကိုယ်ခန္ဓာကသူ့ဘာသာပေါ့နော်ဘလို့နှိမ်နှင်းရမလဲဆိုတာကိုသိသွားကြလို့ပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်ကလေးတွေကိုအိမ်ထဲမှာနေကစားခိုင်းတာမဟုတ်ဘဲနဲ့တဘာဝလေးနဲ့တဘာဝအလင်းရောင်ရှိတဲ့နေရာတွေမှာကစားခိုင်းရပါမယ်။ဒါမှသာရာသီအခုပြောင်းမှာဖြစ်ပေါ်တဲ့နေမကောင်းတာတွေဖျားနာတွေမဖြစ်ဖြစ်နဲ့ကလေးကပို့ပြီးတော့တန်မာလာမှာပဲဖြစ်ပါတယ်ရှင်။ဖေဖေမေမေတို့ကိုမှားချင်တာကတော့အခုလိုရာသီအကူပြောင်းကာလမှာဆိုရင်ကလေးလေးတွေကိုကောင်းကောင်းအိတ်ကောင်းကောင်းစားခိုင်းရပါမယ်ပြီးတော့အာဟာရတက်ကြွယ်ဝတဲ့အသားငါးတွေအသီးအနှံတွေအသီးရွက်တွေကိုလည်းမျှတစွာစားခိုင်းရပါမယ်ကျွေးပေးရပါမယ်ပြီးတော့ရေကိုလည်းများများတောက်ခိုင်းရပါမယ်နောက်ဆက်အနေနဲ့ကတော့တဘာဝနဲ့ထိတွေ့ပြီးတော့အပြင်မှာကစားခိုင်းရပါမယ်ကစားချိန်ကစားနားချိန်နားပေါ့နော်ဒါကြောင့် let kids be kids their immune system will go strongerဆိုသလိုပဲကလေးတွေကိုကလေးတဘာဝတိုင်းသာဆော့ကစားခိုင်းလိုက်ပါဒါမှသာမဖြားမနာပဲနဲ့ပို့ပြီးတော့ကျန်းမာတန်မာလာမှာပဲဖြစ်ပါတယ်ရှင်ခုဆိုရင်ရာသီအကူပြောင်းတဲ့ကလေးကျန်းမာရေးအကြောင်းလေးကိုပြောပြပြီးသွားပါပြီရှင်နောက်ထပ်ဘယ်လိုဗီဒီယိုလေးတွေကိုတင်ဆက်မလဲဆိုတာသိဖို့အတွက်ဆရာကတော် channel ကို like follow and subscribe လုပ်ဖို့မမေ့ပါနဲ့ရှင်ပြီးတော့ကိုသိလို့တဲ့အကြောင်းအရာလေးရှိရဆိုလို့ရှိရင်လည်း comment ဒါမှမဟုတ် chat box ကနေပြီးတော့မှလာရောက်မေးမြန်းနိုင်ပါတယ်အခုဆိုလို့ရှိရင်လည်း chat box ကနေပြီးတော့လာပြီးမေးမြန်းတဲ့မေးခွန်းလေးတွေကိုလည်းကျမတို့ဗီဒီယိုလေးတွေအနေနဲ့ပြန်လည်တင်ဆက်ပေးနေပါတယ်ရှင်အားလုံးပဲကျမဆက်လက်ကြပါလိမ့်ရှင်